မင်္ဂလာပါရှင်စူဇန်ရဲ့ Midnight Crime Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဇင်ဘာလ1ရက်နေ့2005ခုနှစ်မှာဆိုလို့ရှိရင်တော့ Yuki Yoshida ဆိုတဲ့ပထမတန်းကျောင်းသူလေးဟာသူ့ရဲ့ကျောင်းကနေအိမ်ကိုလမ်းလျှောက်ပြန်ခဲ့ပါတယ်ဂျပန်နိုင်ငံကသူ့ရဲ့ဒီလိုပေါ့နော်ကျောင်းသားကျောင်းသူတွေဟာအရင် independent ဖြစ်ကြတယ်နောက်ပြီးလို့ရှိရင်နိုင်ငံကလည်းရေဘူးရအားဖြင့်တော့လုံခြုံတဲ့အတွက်ကြောင့်မလို့ငငယ်လေးကလေးကသူတို့ဘတ်စကားစီးတာလမ်းလျှောက်တာနောက်ပြီးရထားစီးပြီးတော့ကျောင်းသွားကျောင်းပြန်လှုပ်လှုပ်ထားရှိတဲ့နိုင်ငံဖြစ်တယ်ပေါ့နော်အဲ့လိုနဲ့ပဲယူကီလေးဟာနေ့တိုင်းသူဟာကျောင်းသွားနေခဲ့တယ်ဒါပေမဲ့ဒီဇင်ဘာလ1ရက်2025ခုနှစ်မှာတော့ယူကီဟာအိမ်ကိုပြန်ရောက်မလာခဲ့ပါဘူးမိဘတွေကသူ့သမီးလေးအိမ်ပြန်ရောက်ရမယ့်အချိန်မှာပြန်မရောက်တဲ့အခါမှာချစ်ချင်းရဲကိုတိုင်ပြီးအကြောင်းကြားပြီးတော့ရှာဖွေစုံစမ်းမှုတွေစလုပ်ခဲ့တယ်နောက်1ရက်အကြာမှာတော့သူ့ရဲ့ခန္ဓာကိုယ်မြို့နဲ့မိုင်ပေါင်း40ကျော်ကွာဝေးတဲ့တောထဲမှာတွေ့ရပါတယ်သူ့ကိုတွေ့ရတဲ့အချိန်မှာဆိုရင်ခန္ဓာကိုယ်မှာဘာအဝတ်အစားမှဝတ်ဆင်ထားခြင်းမရှိတဲ့အပြင်ကိုသူ့ရဲ့ခန္ဓာကိုယ်မှာဓာတ်ထိုးသွင်းဒဏ်ရာတွေနဲ့သေဆုံးနေတာကိုသိလိုက်ရပါတယ်။ရဲတွေကဒဏ်ရာကြောင့်ပေါ့နော်သွေးထွက်လွန်ပြီးတော့သေဆုံးတာဖြစ်တယ်လို့သုံးသပ်ခဲ့ကြတယ်။ပြီးတော့လေကောင်းမလေးဟာမှောက်ရဲ့အနေအထားမှာဓာတ်နဲ့ထိုးခံရပြီးသေတယ်လို့သုံးသပ်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီလိုမတ်တက်အနေအထားမှာဓာတ်နဲ့ထိုးမယ်ဆိုရင်ဒါထိုးလိုက်တဲ့အခါမှာသွေးတွေဟာများသောအားဖြင့်အောက်ကိုပဲစီးဆင်းနေအခါကျတော့ဒီပေါ့နော်သွေးstain တွေပေါ့နော်ကြံခဲ့မဲ့ဟာတွေဟာဒီလိုအောက်ကိုဆင်းသွားတဲ့ပုံစံရှိမှာဒါပေမဲ့ယူကီရဲ့ခန္ဓာကိုယ်မှာဆိုလို့ရှိရင်တော့သူ့ရဲ့သွေးတွေဟာဒီလိုအောက်ကိုဆင်းနေတာမဟုတ်ပဲねဒီဓာတ်တန်ရာရဲ့ပတ်လည်မှာသွေးစာသွေးနာတွေသွေးအစွန်းအထက်တွေတွေ့ရတယ်။သဘောကသူဟာဒီလိုမှောက်ရက်လဲနေတဲ့အချိန်မှာဓာတ်နဲ့ထိုးလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့သွေးတွေဟာဘေးပတ်လေကိုအကုန်လုံးစီးဆင်းသွားတယ်ဆိုတဲ့သဘောပါ။ဒီကောင်မလေးမှာဆိုလို့ရှိရင်သူ့ရဲ့အင်ဂျီတွေသူ့ရဲ့ကြောဘူးအိတ်တွေနောက်ပြီးလို့ရှိရင်ပေါ့နော်ဖက်နက်တွေဘာတစ်ခုမှဒီကောင်မလေးနဲ့တူမတွေ့ရသလိုကောင်မလေးရဲ့ပတ်ဝန်းကျင်မှာလည်းလုံးဝမတွေ့ရပါဘူး။ရဲတွေကဘလို့သုံးသက်လဲဆိုရင်ကောင်မလေးကိုတခြားတနေရာမှာတတ်ပြီးတော့ဒီမှာဒီတောထဲမှာလာဖြစ်ထားတာဖြစ်နိုင်တယ်လို့သုံးသက်တယ်အကုန်လုံးရဲတွေကပေါ့နော်ဒီကောင်မလေးအเจ้าကနေအိမ်ကိုလမ်းလျှောက်ပြန်နေလမ်းတစ်လျှောက်လုံးမှာရှိတဲ့အိမ်နေဆိုင်နေလူတွေအကုန်လုံးလိုက်ပြီးမိတဲ့အခါမှာဒီပျောက်သွားတဲ့နေ့ညနေ3နာရီလောက်ကကောင်မလေးကိုကားအဖြူတစ်စီးနဲ့ပါသွားတယ်လို့မျက်မြင်တယောက်ကပြောတယ်အဲ့ဒီမျက်မြင်သက်သေဆိုတာကလေဒီကောင်မလေးနဲ့အသက်တူရွယ်တူပဲရှိတဲ့9နှစ်အရွယ်ကလေးမလေးတယောက်ရဲ့ပြောတဲ့စကားပဲဖြစ်ပါတယ်ဒီကောင်မလေးရဲ့အเจ้าကနေအိမ်ကိုပြန်တဲ့လမ်းတစ်လျှောက်ဟာဆိုလို့ရှိရင်လူပြက်ပြီးတော့လူသွားလူလာနေတဲ့နေရာနောက်ပြီးလို့ရှိရင်စိုက်နေအိမ်နေနေတဲ့နေရာလည်းဖြစ်ပါတယ်အဲ့တော့သူတို့ရလိုက်တဲ့သဲလွန်စားဆိုတာဒီကောင်မလေးကားပေါ်မှာပါသွားတဲ့ကားရဲ့အယောင်ဟာအဖြူအောင်ဖြစ်ပြီးတော့ကားမောင်းတဲ့သူဟာလူငယ်တယောက်ဖြစ်တယ်ဆိုတာပဲသူတို့သိတယ်ပေါ့နော်ရဲတွေကဘလို့ပဲရှာပေါ့နော်ဒီတောဆက်ရဲဒီကောင်မလေးဒီသွားတဲ့လမ်းတစ်လျှောက်လုံးမှာနေရာတွေအများကြီးကိုလိုက်ရှာခဲ့ပြီမဲ့လေကောင်မလေးရဲ့ကျိုးဘိုးအိတ်တို့ဖက်နှက်တို့အင်ဂျီတို့လုံးဝရှာမတွေ့ခဲ့ဘူးလို့လည်းသိရပါတယ်ဒီလိုနဲ့ပဲကောင်မလေးရဲ့ case ကိုရှာတယ်နှစ်ချီလာတယ်ပေါ့နော်ဘာသင်းလွန်စားမှလည်းမရဘူးဘာသတင်းအစနာမှလည်းမရဘဲနဲ့ cold case ဖြစ်နေတာပေါ့နော်ဩဂတ်စ်လ2008ခုနှစ်မှာဆိုလို့ရှိရင်ရဲတွေကဘာသတင်းအစနာမှလည်းမရဘဲနဲ့ဒီလိုပေါ့နော်case ကြီးရက်တက်နေတဲ့အတွက်ကြောင့်မလို့သူတို့တွေဟာဒီကောင်မလေးသေဆုံးမှုနဲ့ပတ်သက်လို့သတင်းလာပေးတဲ့သူတွေသတင်းမှန်လို့ရှိရင် US ဒေါ်လာ2000ပေးမယ်လို့စတင်ကြေညာခဲ့တယ်။နောက်ပြီးတော့လည်းဘာသတင်းမှမရတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ပေါ့နော်လူတွေအတွက်ဆွဲဆောင်မှုဖြစ်အောင်9000အထိတိုးပြီးတော့ချီးမြှင့်မယ်ဆိုပြီးသတင်းတွေထုတ်ခဲ့တယ်။ဒါပေမဲ့လည်းတကယ်ပဲဘာသတင်းအစနာမှမရခဲ့ပါဘူး။အဲ့လိုနဲ့ပဲဧပြီလ2014ခုနှစ်ကိုရောက်သွားပါပြီ။အဲ့အချိန်မှာဆိုလို့ရှိရင်ကောင်မလေးသေဆုံးသွားတာဆိုလို့ရှိရင်10နှစ်တောင်ကြာခဲ့ပြီ။အဲ့အချိန်မှာရဲတွေဟာသတင်းတောက်တွေနဲ့တွေ့ပြီးတော့သတင်းစာရှင်းလင်းပွဲတစ်ခုကိုလုပ်ခဲ့ပါတယ်။အဲ့ချိန်မှာရဲတွေကဘာပြောလဲဆိုရင်လွန်ခဲ့တဲ့10နှစ်ကသေဆုံးသွားတဲ့9နှစ်အရွယ်ကောင်မလေးယူကီရဲ့တရားခံကိုဖမ်းမိပြီဆိုပြီးပြောပါတယ်သူတို့ကပြောတယ်တန်ရာရှိသူဟာထာကူယာခါဆူမာတာအသက်32နှစ်အရွယ်အမျိုးသားတစ်ယောက်ဖြစ်တယ်လို့ပြောပါတယ်သူဟာထိုင်ဝမ်နိုင်ငံမှာမွေးဖွားခဲ့ပြီးတော့ထိုင်ဝမ်လူမျိုးဖြစ်ပြီးတော့လွန်ခဲ့တဲ့2နှစ်ကမှဂျပန်နိုင်ငံသားအဖြစ်ပြောင်းလဲခံယူထားတဲ့လူတစ်ယောက်ဖြစ်တယ်လို့လည်းပြောခဲ့ပါတယ်ကူယာကိုဖမ်းခဲ့တာကတော့တကယ်တမ်းဒီလူသက်မှုနဲ့ပတ်သက်လို့တက်တည်အထောက်ထားတွေရလို့ဖမ်းခဲ့တာမဟုတ်ပါဘူးအသက်32နှစ်အရွယ်ထာကူယာကထိုင်ဝမ်ကနေပြီးတော့တရုတ်လို့ပေါ့နော်ပစ္စည်းအတုတွေကိုယူလာပြီးတော့ဂျပန်နိုင်ငံမှာဒီလိုမျိုးလိမ်လည်ပြီးတော့အစ်စ်ပါဆိုပြီးလိမ်လည်ပြီးတော့ရောင်းတဲ့အတွက်ကြောင့်မလို့ဒီလိုပစ္စည်းအတုရောင်းတဲ့အမှုနဲ့သူ့အမေနဲ့ကိုဖမ်းချုပ်ခဲ့တာဖြစ်ပါတယ်အဲ့ဒီအမှုနဲ့ဖမ်းချုပ်ခဲ့ပြီးတော့မှရက်20အကြာဒီလိုမျိုးဖမ်းဆီးစစ်ဆေးပြီးတဲ့အခါမှာတော့ဒီထာကူယာဟာ
ဒီယူကီကိုပြန်ပေးဆွဲမှုနဲ့လိမ်မိုင်းဆိုင်ရာစစ်ဆေးမှုတွေကိုပြုလုပ်ခဲ့တယ်ဆိုပြီးတော့ဝန်ခံလာတယ်လို့လည်းသိရပါတယ်။ဒါပေမဲ့ဒီဝန်ခံချက်ကိုပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တော့ဒီလိုရဲစခန်းမှာစစ်ဆေးရေးတွေပါလုပ်နေတဲ့အချိန်မှာဆိုလို့ရှိရင် video recording ကအမြဲတမ်းလုပ်ထားရမှာပေါ့နော်။ဒါပေမဲ့ရဲတွေကသူတို့မလုပ်ထားမိလိုက်တဲ့အချိန်မှာမှဒီထာကူယာကဝန်ခံလိုက်တာပါလို့ပြောတယ်။အဲ့ဒီအချိန်မှာထာကူယာကသူကပြန်မေးဆွဲပြီးတော့ပဲလိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေလုပ်ခဲ့တာကောင်မလေးကိုမတက်ပါဘူးလို့ပဲပြောနေခဲ့တယ်ပေါ့နော်။ထောက်လာလဲကြားတဲ့အခါမှာဒီထာကူယာကယူကီကိုသူတက်လိုက်ပါတယ်ဆိုပြီးတော့ထပ်ပြီးတော့ဝန်ခံလာတယ်လို့လည်းသိရတယ်။အဲ့ဒီအခါမှာလည်းအဲ့ဒီဝန်ခံချက်ကိုဗီဒီယိုရိုက်ကူထားတာမရှိဘူးပေါ့နော်။အဲ့လိုနဲ့ပဲတပတ်လောက်အကြာမှာဒီထာကူယာကသူဒီလိုလူတက်ခဲ့ပုံနောက်ပြီးဘလို့တက်တဲ့အဆင့်ဆင့်ကိုစာနဲ့ရေးပြီးတော့ဝန်ခံခဲ့ပြီးလက်မှတ်ထိုးခဲ့တယ်လို့လည်းသိရပါတယ်။ထာကူယာကို February လ2016ခုနှစ်မှာဆိုလို့ရှိရင်တော့ဒီယူကီကိုကြိုတင်ကြံစီတပ်ဖြတ်မှုနဲ့ရုံးတင်စစ်ဆေးခဲ့ပါတယ်။အဲ့ရုံးလဲရောက်ကောပေါ့နော်ဒီတရားရုံးလဲရောက်ကောထာကူယာကသူ့ရဲ့ထွက်ဆိုချက်တွေသူဝန်ခံလက်မှတ်ထိုးထားတဲ့ဟာတွေအားလုံးကိုသူဟာညင်းပါတယ်ညင်းဆန်ပါတယ်ဆိုပြီးတော့ပြောင်းလဲထွက်ဆိုခဲ့တယ်။သူဒီလိုမျိုးဝန်ခံလိုက်ရတာဟာတဲ့ရဲတွေကသူ့ကိုအတင်းဖိအားပေးပေါ့နော်6လလုံးအတင်းဖိအားပေးစိတ်ပိုင်းဆိုင်ရာနှိပ်စက်မှုတွေပြုလုပ်ခဲ့တဲ့ကြောင့်မလို့သူဝန်ခံလိုက်တာပါတကယ်တမ်းသူဟာဒီယူကီသိဆုံးမှုနဲ့လာမပတ်သက်ပါဘူးဆိုပြီးတော့ပြောင်းလဲထွက်ဆိုခဲ့တယ်အခုလိုထာကူယာကသူဟာသူ့ရဲ့ဝန်ခံချက်ကိုညှင်းဆိုတဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ဒီတရားရင်ဆိုင်ရတာဟာနှစ်နဲ့ချီပြီးတော့ကြာသွားခဲ့ပါတယ်ထာကူယာကဘာလို့လဲဆိုလို့ရှိရင်သူက1982ခုနှစ်မှာဆိုလို့ရှိရင်ထိုက်ပေမှာမွေးဖွားခဲ့တဲ့သူဖြစ်တယ်သူ့ရဲ့ငယ်ငယ်ဘဝတွေကမိဘတွေကကွဲသွားကြတယ်ပြီးတော့သူ့အမေကဂျပန်လူမျိုးတယောက်ကိုယူခဲ့တဲ့အတွက်ကြောင့်မလို့ထာကူယာ6တန်းလောက်မှာဆိုလို့ရှိရင်သူကဂျပန်နိုင်ငံကိုလိုက်လာတယ်လိုက်လာပြီးတဲ့အခါမှာသူဟာသူ့ရဲ့တရုတ်နာမည်ကိုထာကူယာဆိုပြီးပြောင်းလိုက်တာဖြစ်ပါတယ်ထာကူယာကဂျပန်နိုင်ငံမှာတော်တော်ခက်ခဲပါတယ်အသက်ကြီးမှဂျပန်နိုင်ငံကိုပြောင်းလာတဲ့အတွက်ကြောင့်မလို့ဂျပန်နိုင်ငံရဲ့ယဉ်ကျေးမှုတွေဓလေ့တွေထုံးတမ်းတွေကိုသူဟာအရန်ကိုစိမ့်သက်နေခဲ့တယ်ပေါ့နော်အဲ့တော့သူကြောင်းတက်တဲ့အခါမှာဆိုရင်လေသူ့ရဲ့ဘာသာစကားဒီလိုအခက်ခဲတွေကြောင့်ရယ်နောက်ပြီးလို့ရှိရင်သူတို့ပေါ့ယဉ်ကျေးမှုမတူတာတွေလှုပ်ရိုးလှုပ်စင်မတူတာတွေကြောင့်မလို့အတန်းထဲမှာဆိုရင်သူဟာဒီတခြားသောဂျပန်ကလေးလေးတွေရဲ့ဘူးလီလောက်တာနောက်ပြီးလို့ရှိရင်လှောင်ပြောင်တာနောက်ပြီးသူ့ကိုအထင်သေးအမြင်သေးဆက်ဆံတာကိုအမြဲခံခဲ့ရတယ်နောက်ပြီးတော့သူဟာဒီဂျပန်ကိုလိုက်လာတဲ့အချိန်မှာအသက်12နှစ်ရှိနေပြီဆိုတော့ဒါဆယ်ကျော်သက်အရွယ်လည်းဖြစ်နေပြီဖြစ်တဲ့အခါမှာသူ့ရဲ့ပထွေးဖြစ်သူနဲ့ကိုလည်းရင်းနှီးဖို့တော်တော်ခက်ခဲခဲ့တယ်ပေါ့နော်အဲ့တော့ junior high လည်းရောက်သွားတဲ့အခါမှာသူဟာကျောင်းကနေထွက်ပြီးတဲ့အခါမှာအိမ်ကလည်းထွက်သွားခဲ့ပြီးတော့သူဟာအခန်းလေးတစ်ခန်းငှားပြီးတယောက်ထဲနေထိုင်ခဲ့လို့သိရပါတယ်။ထာကိုယာကတကယ်ကိုခက်ခဲနဲ့ကြီးပြင်းလာခဲ့ရတယ်ပေါ့နော်။သူဟာအပေါင်းအသင်းနေတယ်နောက်ပြီးလို့ရှိရင်လူတော်တဲ့တိတ်မသွားဘူးသူ့အတွက်ဂျပန်နိုင်ငံဟာသူ့ရဲ့အိမ်သူ့ရဲ့နိုင်ငံဆိုတဲ့ခံစားချက်မျိုးသူမခံစားရဘူးပေါ့နော်အဲ့တော့ထာကူယာကအဲ့တော့အိမ်ထဲမှာပဲနေတယ်နောက်ပြီးလို့ရှိရင် anime တွေပါကြည့်တယ်ပေါ့နော်ဒီလိုပြီးရင်ဒီ anime ဇာတ်ကောင်ရုပ်လေးတွေကိုစုဆောင်းရတာဟာသူ့ရဲ့ဝါသနာတစ်ခုဖြစ်လာတယ်ရဲတွေကဘယ်လိုမျိုးတရားရုံးမှာပြောခဲ့လို့ဆိုရင်ထာကူယာကတဲ့တကယ်တမ်းသူ့ကိုပေါ့နော်ဒီလိုပစ္စည်းအတုတွေရောင်းလို့ဖမ်းခံခဲ့ရပြီမဲ့လေသူကဒီလိုမျိုးရဲစခန်းမှာစစ်ဆေးနေတော့မှသူဟာနောင်တရပြီးတော့เนาะရဲတွေကလည်းဒီသူ့ရဲ့ယူကီနဲ့ပတ်သက်တဲ့အမှုဘာမှသဲလွန်စားမရသူနဲ့ဘလို့မှမချိတ်ဆက်မိပဲနဲ့ကိုသူကရုတ်တရက်ကြီးထပြီးနောင်တရပြီးတော့ဒီယူကီကိုသူကပြန်မေးဆွဲဒီလိုပေါ့နော်မဒိန်ကျင့်ပြီးတပ်ဖြတ်ဆွတ်ပင်ခဲ့ပါတယ်ဆိုပြီးဝန်ခံတာလို့ရဲတွေကပြောခဲ့တယ်ပေါ့နော်နည်းနည်းတော့ထူးဆန်းနေထင်တာပဲပေါ့နော်ဘာလဲဆိုတော့ရဲတွေကမှကိုဘာမှထောက်ပြမနေရင်သူလူတက်ပြီးတော့သူထောင်ကြမဲ့ကိစ္စကြီးကိုတက်ကြီးတော့ထောက်ဝန်ခံမယ်လို့တော့စူးစမ်းမထင်ဘူးပေါ့နော်ဒါကြီးကနည်းနည်းရဲရဲ့ပြောပြချက်မှာနည်းနည်းလေးတန်တရားရှိပွဲကိစ္စလို့စံမြင်နေဒါပေမဲ့လည်းထာကူယာကတော့သူပစ္စည်းအတုပဲရောင်းတာပါဒီပစ္စည်းအတုတွေရောင်းမိတဲ့အဖြစ်ပဲသူကျူးလွန်မိတာပါလို့သူကပြောတယ်သူ့ကိုဘာမှမဆိုင်တဲ့ဒီယူကီရဲ့တေဆုံးမှုနဲ့ပတ်သက်ပြီးတော့သူ့ကိုအတင်းဆွဲချက်တွေတင်းဆွဆွဲနေတာပါလို့လည်းဒီတရားရုံးမှာလျှောက်ထားခဲ့တယ်အစပိုင်းမှာတဲ့သူကညင်းပါသေးတယ်ပေါ့နော်သူမလုပ်ဘူးသူကလည်းဘာမှမဆိုင်ဘူးလို့ညင်းတယ်ညင်းမိမဲ့လေရဲတွေကပေါ့နော်စကလုံးတွေကိုသူ့ပါဇက်ထဲကိုအတင်းထည့်ပြီးတော့ပြောခိုင်းတယ်ပေါ့နင်ယူကီကိုနင်ဖမ်းသွားတာမလားနင်သူ့ရဲ့အကြောင်းကနေပြီးတော့ကောင်မလေးကိုနင်ကားပေါ်ခေါ်တင်သွားတာမလားနင်သူ့ကိုတောဆက်မှာတတ်လိုက်ပြီးတော့နင်သူ့ကိုပေါ့နော်တော့ပြစ်လိုက်တာမလားအဲ့လိုမျိုးပေါ့နော်စသဖြင့် तू မလုပ်တဲ့ဟာကိုလုပ်ပါတယ်ဆိုပြီးတော့အတင်းဝန်ခံခိုင်းနေတဲ့ तू ကဘလောက်ပဲမလုပ်ဘူးပြောပေါ့နော်ရဲတွေကအတင်းဝန်ခံပါတယ်ဆိုပြီးလုပ်ခဲ့တယ်ပေါ့နော်အဲ့ဒါကြောင့်လဲစူးစမ်းစိတ်တင်ဒီထာကူယာဝန်ခံထားတဲ့ video recording မရှိတာလို့စမ်းထင်တယ်ပြီးရင်သူတို့ကဘယ်လိုလုပ်လဲဆိုလို့ရှိရင်ထာကူယာကိုသူတို့ပြောစီတဲ့စကားတွေမပြောရင်ထမင်းမကျွေးတာရေးမတိုက်တာနောက်ပြီးလို့ရှိရင်အကြာကြီးဒီလိုချုပ်ထား
ထားတာပြီးရင်အဲ့လိုတခုခုပေါ့နော်နေမင်းလောက်တယ်မလားဆိုရင်ဟိုကမလောက်ဘူးဆိုလို့ရှိရင်အဲ့လိုဝုံတိုင်းပေါ့ခုံတွေကိုထူတာရိုက်တာအော်တာအဲ့လိုမျိုးပေါ့စိတ်ပိုင်းဆိုင်ရာအဲ့လိုမျိုးအရန်နှိမ့်ဆက်တာမျိုးတွေလုပ်ခဲ့တယ်ပေါ့နော်အဲ့တော့နောက်ဆုံး2 လလောက်လဲကြာတဲ့အခါမှာ तू မခံနိုင်တော့ဟုတ်ပါပြီ तू ဟုတ်ပါတယ် तू ဖမ်းမိပါတယ်ပြန်ပြီးဆွဲမိပါတယ် तू လိမ်မိုင်းဆိုင်ရာစော်ကားမိပါတယ်လို့ထိ तू ဝန်ခံခဲ့တယ်ဒါပေမဲ့ तू မသက်ပါဘူးလို့ပြောပေမဲ့လည်းမရပဲနဲ့နောက်ထပ်6 လတိတိထပ်ချုပ်ထားပြီးတော့အတင်းကိုဒီလူသက်မှုဝန်ခံခိုင်းတယ်လို့ပြောတယ်ပေါ့နော်ထာခါယူပြောတာတရက်ကိုတဲ့လို့အကြိမ်90အကြိမ်100တောင်းမှတ်ပါတယ်ငါယူကီကိုတက်လိုက်မိပါတယ်တောင်းမှတ်ပါတယ်ငါယူကီကိုတက်လိုက်မိပါတယ်ဆိုပြီးအကြိမ်ပေါင်းရာနဲ့ချီပြီးပြောခိုင်းတယ်ပေါ့နော်အဲ့ပြောခိုင်းတဲ့အရှိအတွက်မပြေလို့ရှိရင်ထမင်းမကြွေဘူးရေမတိုက်ဘူးဆိုတဲ့ပြောခဲ့တယ်လို့ပေါ့အစားသဖြင့်သူ့ကိုအဲ့လိုနှိပ်စက်တာတွေလုပ်တယ်လို့လေထာခူယာကရုံးမှာထွက်ဆိုခဲ့တယ်ဒီထာခူယာကဂျပန်နိုင်ငံမှာမွေးတဲ့ဂျပန်လူမျိုးအစ်စ်မဟုတ်ပေမဲ့မဟုတ်တာတော့မှပေါ့နော်ဒီဂျပန်ရဲ့သတင်းစာတွေဂျပန်နိုင်ငံကဒီသတင်းကိုသိတဲ့သူတွေအားလုံးဟာဒီသတင်းဟာတခုခုတော့မှားနေပြီဒီအမှုဟာတခုခုတော့မှားနေပြီလို့အားလုံးကတန်တရားရှိကြတယ်ပြီးတော့လည်းဒီလိုဝန်ခံခဲ့တဲ့အချိန်ကိုကြည့်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့တန်တရားရှိစရာကောင်းတယ်ပေါ့နော် January လ2014ခုနှစ်မှာဖမ်းမိခဲ့ပြီးတဲ့အခါမှာ February လ2016ခုနှစ်မှာရုံးတင်ခဲ့တယ်အဲ့တော့တဘောကဂျားထဲမှာသူတို့ရုံးမတင်ခင်မှာ2 နှစ်တိလောက်ကိုဖမ်းထားပြီးတော့ဒီလိုမျိုးသူ့ကိုဟိုပေါ့စစ်ဆေးခဲ့လို့သိရတယ်ပေါ့နော်အဲ့ဒီဂျားထဲမှာဒီထာခူရာက3 ချိန်တန်တိုင်ဝန်ခံခဲ့တယ်ဆိုပြီးတော့ရဲတွေကတရားရုံးမှာထွက်ဆိုကြတယ်အဲ့3 ချိန်မှာစံပြောခဲ့တယ်လို့ပဲ2 ချိန်ကဗီဒီယိုရိုက်ကူထားတာမရှိဘူးတဲ့ဒါဟာအရန်ကိုတန်တရားရှိစရာကိစ္စလည်းဖြစ်တယ်နောက်ဆုံး1 ချိန်ကတော့ထာခူယာကိုယ်တိုင်ကစာရေးပြီးတော့ဝန်ခံထားပါတယ်လက်မှတ်ထိုးထားပါတယ်လို့တင်ခဲ့တဲ့အချက်ပေါ့နော်အဲ့တော့ထာခူယာရဲ့ဝန်ခံချက်တွေကိုဖတ်လိုက်တဲ့အခါမှာဆိုရင်လေတော်တော်ကြီးကိုတကယ်ဒီမှုခင်းဖြစ်တုန်းကမှတ်ထားတဲ့မှတ်တမ်းအနေနဲ့အရန်ကွဲလွဲနေတယ်ကိုလည်းတွေ့ရတယ်ပေါ့နော်ထာကူဟာကဘာပြောထားလဲဆိုလို့ရှိရင် तू ကသူ့ရဲ့ကားအဖြူလေးတဲ့ကိုတဲ့ဒီယူကီကို तू ကအတင်းထိုးထည့်ခဲ့တယ်ပြီးတော့ခန်ဒူဝါမြို့မှာသူငှားနေတဲ့တိုက်ခန်းကိုခေါ်သွားခဲ့တယ်တဲ့။ကောင်မလေးကိုပြီးလို့ရှိရင်ကောင်မလေးကိုသူကပြီးတော့ဒီလိုပေါ့နော်ဒီလိမ်မိုင်းဆိုင်ရာစော်ကားမှုတွေလုပ်ခဲ့တယ်ပြီးလို့ရှိရင်သူကမနေ့4 နာရီမှာတဲ့ကောင်မလေးရဲ့မျက်နှာတွေမျက်လုံးတွေပါးစပ်တွေအော်မာဆိုးလို့ပေါ့တိတ်နဲ့ပတ်လိုက်ပြီးတဲ့အခါမှာတဲ့သူဟာဒီလျှက်စစ်ပေါ့နော်ဒီဓာတ်လိုက်အောင်လုပ်လို့ရတဲ့ gun ပေါ့နော်အဲ့ဒီဟာနဲ့သူကဟိုဓာတ်လိုက်အောင်တို့လိုက်တဲ့အခါမှာကောင်မလေးကသတိလစ်သွားတယ်ပေါ့နော်အဲ့ဒီအချိန်မှာတော့ကောင်မလေးကိုတောထဲကိုခေါ်သွားပြီးတဲ့အခါမှာဒီလိုမျိုးပခုံးကိုကောင်မလေးရဲ့ပခုံးကိုဒီလိုကင်ပြီးတော့ဓာတ်နဲ့ထိုးလိုက်ပါတယ်လို့ပြောတယ်အဲ့သူရေးထားတဲ့စာမှာဆိုလို့ရှိရင်သူဟာကောင်မလေးကိုတောထဲမှာဓာတ်နဲ့ထိုးတက်လိုက်တာထိုးတော့လေဒီလိုပခုံးကနေကင်ပြီးတော့ဒီလိုရင်ဘတ်ကိုထိုးလိုက်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့မတိတ်အနေအထားမှာထိုးတာဖြစ်တဲ့ကြောင့်မို့သွေးတွေဟာအောက်ကိုပဲဆင်းရမယ်နောက်ပြီးလို့ရှိရင်ဒီတောထဲမှာတက်တာဆိုလို့ရှိရင်သွေးစသွေးနာတွေဟာအများကြီးအိမ်နေရာမှာရှိနေရမယ်ရဲတွေရဲ့သူတို့ရဲ့ပေါ့နော်ဒီလိုယူကီကိုရှာတွေ့တဲ့အချိန်မှာတွေ့ရှိချက်တွေနဲ့ဒီထာကူရာပြောတဲ့ဟာတွေကိုရှင်းကြည့်မယ်ဆိုလို့ရှိရင်ထာကူရာကတဲ့ယူကီကိုဒီလိုမျိုးပေါ့နော်ဒီလိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေလုပ်တယ်၊ကိုက်နဲ့တွေ့တယ်ဆိုတဲ့အခါမှာသူ့ရဲ့ DNA ဟာကောင်မလေးခန္ဓာကိုယ်ပေါ်မှာရှိရမယ်နော်ဒါပေမဲ့ဒီယူကီရဲ့ခန္ဓာကိုယ်ပေါ်မှာဒီထာကူရာနဲ့ DNA ကိုရှာမတွေ့ခဲ့ဘူးယူကီခန္ဓာကိုယ်မှာတွေ့တဲ့ DNA ဟာဒီထာကူရာရဲ့ DNA မဟုတ်ခဲ့ဘူးဒုတိယတစ်ချက်ထာကူရာကတောထဲမှာမနေ့4 နာရီလောက်မှာတက်ဖြစ်ခဲ့တယ်လို့ပြောတယ်ဒါပေမဲ့ဒီကောင်မလေးကိုဒီရင်ခွဲစစ်ဆေးတဲ့ forensic report မှာကြတော့ကောင်မလေးရဲ့တည်ဆုံးချိန်ဟာတဲ့မနေ့ဒီပေါ့နော်သူပျောက်သွားတဲ့နေ့ညနေ4 နာရီလောက်ကနေပြီးတော့မနေ့အစောကြီးပေါ့တနာရီလောက်အတွင်းမှာတည်ဆုံးသွားတာဖြစ်နိုင်တယ်လို့သုံးသပ်ထားတယ်အဲ့ကွာခြားမှုတွေကိုလည်းအမှုလိုက်ရှိနေတဲ့ဟာဘာမှမရှင်းပြနိုင်ဘူးပေါ့နော်နောက်ပြီးလို့ရှိရင်နောက်တစ်ချက်ကကြတော့ဒီဒဏ်ရာရဲ့ကွာခြားချက်ဒီထာကူရာပြောတာကဆိုတဲ့အရှိမပြောခဲ့တယ်လို့ပဲဒီရင်ဘတ်ကိုဓာတ်နဲ့ထိုးလိုက်တာမတက်အနေထားမှာဒါပေမဲ့ forensic မှာကြတော့ကြောကနေထိုးထားတယ်ပြီးလို့ရှိရင်လဲကျနေတဲ့အချိန်မှာထိုးထားတယ်အဲ့ဒါလည်းကွာခြားချက်နောက်တစ်ခုကကြတော့ forensic တွေပြောထားတာကတောထဲမှာကဒါပြစ်သွားတဲ့နေရာပထမတက်တဲ့နေရာမဟုတ်ဘူးလို့ပြောတယ်ဒီထာကူရာပြောတဲ့နေ့ချိန်ကကြတော့အကောင်မလေးကိုအဲ့ဒီနေရာမှာတက်လိုက်တယ်လို့ပြောတယ်အဲ့တော့ဒီအမှုမှာဆိုရင်ကွဲပြားချက်တွေအများကြီးရှိနေတယ်ပေါ့နော်နောက်ပြီးတော့ဒီထာကူရာပြောရတဲ့မှာထာကူရာကကောင်မလေးကိုအင်ကြီးတွေချစ်ယူခဲ့ပါတယ်ဘယ်မှာပြစ်လိုက်ပါတယ်ဆိုတာမပါဘူးတကယ်တမ်းဒီအမှုနဲ့ပတ်သက်လို့ရေးထားတဲ့ record မှာကျတော့ကောင်မလေးကိုတကယ်ကိုလုံးဒီအနေထားနဲ့တွေ့ထားတာထာကူရာကရေးတဲ့နေရာမှာဒါတွေမပါဘူးဘာဖြစ်လို့လဲဆိုတော့သူကဒီအမှုကိုသူကိုယ်တိုင်မကျူးလွန်ခဲ့တာမို့လို့ဒါအသေးစိတ်သူမသိနိုင်ဘူးပေါ့နော်အဲ့တော့ကွဲလွဲချက်တွေအများကြီးရှိနေတယ်ဒီတရားခံရဲ့ရှိနေရကြတော့ဒီလိုကွာခြားချက်တွေကိုတရားသူကြီးကိုထောက်ပြပြီးတော့တရားခံဟာလူသက်သ
မားအစ်စ်မဟုတ်နိုင်ပါဘူးဆိုပြီးတော့သူဟာဒီလိုကာကွယ်ပြောဆိုခဲ့တယ်ပေါ့နော်ကာကွယ်ပြီးရှောက်တင်ခဲ့တယ်အဲ့အချိန်မှာဒီရဲတွေစုံတောက်တွေအမှုလိုက်ရှိနေတွေကိုတရားသူကြီးကတခြားဘာသက်သေတွေရှိသေးလဲလို့ပေါ့နော်မေးတယ်ဒီကောင်မလေးကိုတဲ့ဖမ်းခေါ်သွားတဲ့ကားဟာကားအဖြူအောင်ဖြစ်တယ်ထာကူရာကလည်းကားအဖြူအောင်စီးထားတယ်တဲ့ပြီးတော့လမ်းရဲ့ CCTV မှာထာကူရာရဲ့ကားကိုဖျက်သွားတာကိုတွေ့လိုက်ရတယ်ပေါ့အဲ့လိုလေးပြောတယ်ပြီးလို့ရှိရင်ထာကူရာရဲ့အိမ်ကိုစစ်ဆေးတဲ့အခါမှာဒီလိုဓာတ်လိုက်ပြီးတော့လူတွေကိုဓာတ်လိုက်အောင်လုပ်လို့ရတဲ့ shot gun ပေါ့နော်အဲ့ဟာတစ်ခုကိုတွေ့တယ်အဲ့ဒီရဲ့ကောင်မလေးရဲ့ခန္ဓာကိုယ်ပေါ်မှာလည်းအဲ့ဒီ shot gun ရဲ့ဒဏ်ရာနဲ့တူတဲ့ဒဏ်ရာကိုလည်းတွေ့ရတဲ့ကြောင့်မလို့ဒါဟာလူဒါပေါ့နော်တိုက်ခိုက်ထားတဲ့လက်နက်ဆိုပြီးတော့လေသူကရှောက်တင်တယ်နောက်ပြီးတော့ Yuki ရဲ့ခန္ဓာကိုယ်ပေါ်မှာကြောင်အမွှေးတချို့တွေ့တယ်ပေါ့နော်အဲ့တော့အဲ့ဒီကြောင်အမွှေးတွေကိုစမ်းစစ်ကြည့်ရဲ့အခါမှာလဲထာကူရာမှာရှိခဲ့ဘူးတဲ့ကြောင်နဲ့ကြောင်အမျိုးအစားချင်းတူတယ်လို့ပြောတယ်ဒီအချက်တွေကိုပါအမှုလိုက်ရှိနေတွေကထပ်ပြီးတော့ပေါ့တင်တယ်ပေါ့နော်တင်ပြခဲ့တယ်အဲ့အချိန်မှာဆိုလို့ရှိရင်ဒီတရားခံဘက်ကရှိနေတာဗာပြခဲ့လေဆိုလို့ရှိရင်ကားအဖြူဂျပန်နိုင်ငံမှာတဲ့ကားအဖြူကြီးပဲ10 million ဆို10တန်းကျော်ရှိတယ်ပေါ့နော်အဲ့တော့ဒါဟာတိုက်ဆိုင်တာဖြစ်နိုင်ကြီးအများများတယ်နောက်ပြီးလို့ရှိရင်ဒီကားအဖြူပါဆိုပြီးတော့တက်တေထွက်ဆိုခဲ့တဲ့တူးစီသောတက်တေဟာယူကီနဲ့အသက်တူဖြစ်တဲ့9နှစ်အရွယ်သမီးလေးတစ်ယောက်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုအရန်ငယ်တဲ့ကလေးတွေစီရတယ်ဒီလိုမျိုးတက်တေတွေဆိုရင်100ခိုင်နှုန်းယူလို့မရဘူးဘာလို့ကလေးတွေဟာဒီလိုစိတ်ထဲမှာသူတို့ထင်အောင်ထင်မှားပေါ့နော်ထင်လွဲနိုင်တာတွေနောက်ပြီးဒီလိုအမှတ်သားမှားနိုင်တာတွေအများကြီးပါတဲ့တကြောင်မလို့ဒီကလေးတွေပြောတဲ့တက်တေတွေကို100ခိုင်နှုန်းသူတို့ယူလို့မရဘူးဆိုတာကိုလည်းထောက်ပြခဲ့တယ်နောက်ပြီးလို့ရှိရင် traffic camera သူတို့ပြောတယ်ဒီ traffic camera ပေါ့နော်ဒီလမ်းမှာရှိတဲ့ဒီလိုမျိုးမီးပွိုင်နေမှာထားတဲ့ camera ကိုရိုက်ကူးထားတယ်ဆိုတော့ဟာကအဲ့ဒီ traffic light ကဒီကောင်မလေးတေးဆုံးပြီးတွေ့တဲ့တောနဲ့တော်တော်ကြီးကိုမိုင်းနေအများကြီးဝေးတဲ့နေရာမှာရှိတဲ့ traffic cameraဒီနားမှာရိုက်လိုက်မိတာနဲ့ဒီထာကူရာကဒီတောကိုသွားပါတယ်ဆိုတော့လမ်းကြောင်းရဲ့အဝလည်းမဟုတ်ဘူးဒီကနေဖြတ်ပြီးတခြားကိုသွားလို့ရတဲ့လမ်းတွေအများကြီးဆိုတော့ဒီလိုအလွန်ဝေးတဲ့နေရာကဒီလိုပေါ့နော်မီးပွိုင်းရကင်မရာမှာတွေ့တာနဲ့ပဲသူဟာဒီတောဆက်ကိုလာပါတယ်ဆိုပြီးတော့လည်းအတင်းဆွဆွဲလို့မရပါဘူးလို့ဒီလိုမျိုးတရားခံရဲ့ရှိနေရပြန်ပြီးတော့ရှောက်တင်ခဲ့တယ်နောက်ပြီးတော့နောက်တစ်ခါကျတော့ဒီသူတို့တွေ့ပါတယ်ဆိုတော့ကြောင်ဟာငန်မှာလဲလူတွေအများကြီးမွေးတဲ့ကြောင်ကမျိုးစိတ်ကများတယ်အဲ့တော့တအိမ်နဲ့တအိမ်မှာရှိတဲ့ကြောင်မျိုးစိတ်တွေဟာအကုန်လုံးကတူပဲများတယ်ပေါ့နော်အဲ့လိုမှမဟုတ်ပဲနဲ့နိုင်ငံခြားကနေတည်တံ့သွင်းထားတဲ့ကြောင်မျိုးစိတ်ကနေတယ်အဲ့တော့အခုတွေ့တဲ့ကြောင်မျိုးစိတ်ကလည်း majority ပေါ့များသောအားဖြင့်အိမ်တွေမှာရှိတဲ့ကြောင်အမျိုးအစားဖြစ်တဲ့ကြောင်မို့ဒါဟာတိုက်ဆိုင်မှုအရန်ဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုလဲပြန်ပြီးရှောက်ထားခဲ့တယ်ရဲတွေကပြောတာကြတော့သူကဒီ shot gun ပေါ့နော်ဒီဓာတ်လိုက်အောင်လုပ်တဲ့တနက်ပေါ့ဒီလိုမျိုးဒီလိုဆက်လေးရဲ့ဒဏ်ရာဆိုပြီးတော့သူကအတင်းပြောပေမဲ့လေတကယ်တမ်းဒီကောင်မလေးတေဆုံးတော့သူ့ကိုဒီလိုရင်ခွဲစစ်ဆေးတဲ့ဒီ forensic report မှာအဲ့ဒီဒဏ်ရာကိုဒီလိုဓာတ်လိုက်ပြီးတော့ရတဲ့ဒဏ်ရာပါလို့မရေးထားပဲနဲ့ပွန်ပဲ့ရဒဏ်ရာပါလို့ရေးထားတယ်တကယ်လို့ဓာတ်လိုက်တယ်ဆိုလို့ရှိရင်အဲ့နေရာမှာကဒီလိုအပေါ်အရန်နေမဟုတ်ပဲနဲ့ဒီအရေပြားအောက်ကအသားထီကိုပါအညိုအမဲနောက်ပြီးလို့အပူလောင်တဲ့ဒဏ်ရာမျိုးတွေရှိတတ်တယ်အခုကလက်ဟိုဒဏ်ရာကွဲတယ်ပေါ့ကွယ်အဲ့တော့ तू ကဒီထာကူရာရဲ့အိမ်မှာဒီ shot gun ကိုတွေးလိုက်တာနဲ့ပဲဒီကောင်မလေးခန္ဓာကိုယ်မှာရှိခဲ့တဲ့အနာလေးတစ်ခုနဲ့အတင်းတွဲပြီးတော့ဒါဟာဒီလက်နက်ကိုသုံးပြီးဒီကောင်မလေးကိုတိုက်ခိုက်ခဲ့ပါတယ်ဆိုပြီးအတင်းဆွဲပြီးတော့ဆွဆွဲတယ်လို့ဖြစ်နေတယ်ဆိုပြီးတော့လည်းပြောခဲ့တယ်အဲ့တော့စူဇန်တို့ဒီလိုမျိုးအပြင်လူအမြင်နဲ့နားထောင်လိုက်မယ်ဆိုရင်တော့မှဒီအမှုလိုက်ရှိနေပြတဲ့အချက်တွေရဲ့ဒီဘက်ကနော်ထာကူရာရဲ့ရှိနေရပြန်ပြီးတော့ခြေပတ်ထားတာတွေကိုနားထောင်လိုက်မယ်ဆိုရင်တော့စူဇန်တို့စိတ်ထဲမှာထာကူရာဟာတကယ်တရခန့်အစ်မဟုတ်တော့ဘူးဆိုတဲ့ဟိုစိတ်မျိုးဖြစ်မယ်လို့ဆိုရင်ထင်တယ်ပေါ့နော်ဒါပေမဲ့လေအဲ့တရားသူကြီးကတော့ထာကူရာဟာတကယ်ပဲယူကီရဲ့လူသက်သမားဖြစ်ပါတယ်တရားခံအစ်စ်ဖြစ်ပါတယ်ဆိုပြီးတော့ထာကူရာကိုတသက်တကြွထောင်တန်းချမှတ်ခဲ့လို့သိရပါတယ်။ဘာဖြစ်လို့အဲ့လိုချမှတ်ရလဲဆိုလို့ရှိရင်ထာကူရာကိုရိုင်ကိုကလက်ရည်နဲ့ရေးပြီးတော့လက်မှတ်ထိုးထားတဲ့အတွက်ကြောင့်မလို့ဒါဟာသူဟာသူ့လုပ်ရက်ကိုဝန်ခံထားပြီးသားဖြစ်ပြီးအဲ့ဒါကြောင့်မို့တခြားဘာတွေပဲကွဲလဲဒါဟာသူတရားခံအစ်စ်ဆိုပြီးချမှတ်ခဲ့အဲ့ချိန်မှာဆိုရင်တရားခံလို့သူတို့သတ်မှတ်လိုက်တဲ့ထာကူရာဟာတရားရုံးမှာပဲငါလုံးဝမကျေနပ်ဘူးငါတရားခံမဟုတ်ဘူးငါလုံးဝတရားခံမဟုတ်ဘူးဒါငါမတရားဆွဆွဲခံရတာပါဆိုပြီးတော့အော်ဟစ်နေခဲ့လို့လည်းသိရတယ်ပေါ့နော်ထာကူရာကလည်းချစ်ချင်းဒီလူဆုံးဖြတ်ချက်ချပြီးတဲ့အခါမှာအဲ့ဒီတရားရုံးထက်မြင့်တဲ့တရားရုံးစီကိုထပ်ပြီးတော့ဒီလိုမျိုး appeal လုပ်ခဲ့တယ်ပေါ့နော်ဒီအမှုကိုပြန်ပြီးစစ်ဆေးပေးဖို့သူတို့အယူခံဝင်ခဲ့တယ်ဒီသူ့ရဲ့ရှေ့နေတွေကလည်းချစ်ချင်းဒီ appeal process ကိုသူတို့လုပ်ခဲ့တယ်အဲ့တော့သူတို့ဟာ high court ကိုရောက်သွားတယ်ပေါ့နော် high court ကိုရောက်သွားပြီးတော့ high court ကတော့ဘာပဲပြောတည်တည်ချာချာစစ်ဆေးပြီးတော့သူ့ရဲ့ဟိုပေါ့နော်အမှုအတွက်အမှန်တရားကိုဖြေရှင်းပေးလိမ့်မယ်ဖြေရှာပေးလိမ့်မယ်လို့ယုံကြည်ခဲ့တယ်
3ရက်8လ2018ခုနှစ်မှာဆိုလို့ရှိရင် Tokyo High Court မှာဒီသူတို့ရဲ့ appeal trial ကိုစတင်ခဲ့တယ်ပေါ့နော်အဲ့ချိန်မှာဆိုရင်လည်း Takura ဟာမျှော်လင့်ချက်တွေတအားကိုထားခဲ့တယ်အမှုလိုက်ရှိနေကလည်းသူတို့ရဲ့အချက်လက်တွေကိုတင်ပြတယ်နောက်ပြီးလို့ရှိရင်ဒီတရားခံကိုလိုက်ပြီးတယ်တရားခံဘက်ကရှိနေရလဲကွာဟချက်တွေကိုတည်တည်ချာချာရှောက်လွှဲတင်ပြတယ်အဲ့လိုတင်ပြတဲ့အခါမှာဒီတိုင်းစံတို့ပြောခဲ့သလိုပဲကြည့်လိုက်လို့ရှိရင်အရန်ကွာဟချက်တွေကတိနေရတဲ့အခါမှာကျတော့တရားသူကြီးကရဲတွေပေါ့နော်အမှုလိုက်ရှိနေလို့မိတယ်နင်တို့တခြားဘာသက်သေတွေရှိသေးလဲလို့ပြောတော့ तू ကငါတို့ရဲ့အဆိုလို့ရှိရင်ပေါ့နော်ဒီ case ကိုထပ်ပြီးတော့ research လုပ်လိုက်ပါအောင်မယ်ဆက်ပြီးရှာဖွေပြီးတော့နောက်ရုံးချင်းကြရင်ပြန်တင်ပြပါမယ်လို့ပြောပြီးတော့အဲ့နေ့ရုံးကိုအဆုံးသတ်လိုက်တယ်ပေါ့နော်အဲ့လိုနဲ့ပဲနောက်ထပ်ရုံးချင်းတစ်ခုလဲရောက်တော့ဒီအမှုလိုက်ရှိနေတွေကပြောတာပေါ့နော်သူတို့အမှုတိဆောက်ထားတဲ့အချက်လက်တွေကိုပေါ့နော်သူတို့ကပြင်ဆင်ခွင့်ပြုပါဆိုပြီးတော့ရှောက်ထားခဲ့တယ်အဲ့ချိန်မှာတရားသူကြီးကလည်းပြင်စေးဆိုပြီးတော့ခွင့်ပြုလိုက်တယ်အဲ့လိုခွင့်ပြုတဲ့အခါမှာသူတို့ကဘာလုပ်ခဲ့လဲဆိုလို့ရှိရင်ပေါ့နော်အစကသူတို့တင်ထားတဲ့ဒီအမှုမှာဆိုလို့အမှုတွဲမှာဆိုလို့ရှိရင်ဒီ UK သေးဆုံးတဲ့ပေါ့နေရာကိုသူတို့ပြတာထားတာထားပြီးတော့ဘယ်မျိုးရဲ့ဘယ်လမ်းရဲ့ဘယ်တောဆက်ဘယ်လမ်းနဲ့ဘယ်လမ်းကြားနေရာလို့သတ်မှတ်ထားတယ် maybe 3-4 မိုင် radius အတွင်းကိုသတ်မှတ်ထားရကနေပြီးတော့ဒီ UK သေဆုံးတာတွေ့ရှိတဲ့နေရာဟာဆိုလို့ရှိရင်ပြည်နယ်တစ်ခုကနေတစ်ခုကြားမှာတွေ့ရှိခဲ့ပါတယ်ဆိုပြီးတော့သတ်မှတ်လိုက်တယ်အဲ့တော့ဒီပြည်နယ်တစ်ခုကနေတစ်ခုကြားမှာဒီ UK ရဲ့ခန္ဓာကိုတွေ့ခဲ့ပါတယ်ဆိုပြီးအရင်ကျယ်ပြန့်တဲ့ဒီလိုမျိုးပေါ့ geographic ကိုပြောင်းလိုက်တယ်တစ်ချက်ဒုတိယတစ်ချက်ကကြတော့ကောင်မလေးကိုအစကအမှုဖိုင်ထဲမှာအမှုထဲမှာကျတော့ရေးထားတာဒီကောင်မလေးကိုတောဆက်မှာတွေ့တာဟာဒါဆွန့်ပစ်ထားတဲ့နေရာလို့ရေးထားတဲ့ဟာကိုတောထဲမှာလူသက်မှုဖြစ်တာပါဆိုပြီးပြောင်းရေးလိုက်တယ်နောက်ဆုံးတစ်ချက်ကကြတော့ဒီ forensic report မှာတေဆုံးတဲ့အချိန်ဟာပျောက်သွားတဲ့နေ့ညနေ4 နာရီလောက်ကနေပြီးတော့မနေ့တနာရီလောက်အတွင်းမှာတည်ဆုံးနေဆိုတဲ့ဟာကနေပြီးတော့ပျောက်သွားတဲ့အချိန်ညနေ4 နာရီလောက်ကနေနောက်ရက်ညနေ4 နာရီအတွင်းတည်ဆုံးမှုဖြစ်နိုင်ပါတယ်ဆိုပြီးတော့ပြောင်းပြီးတင်ခဲ့တယ်ဒါဟာလုံးဝအဓိပ္ပာယ်မရှိဘူးကွာဒါတသက်မဲ့ကိုဒီတရားခံသူတို့တရားခံပါလို့ပြောထားတဲ့လူကိုလုံးဝရှောင်လို့မရအောင်ခြီးပြီးတုပ်ပြီးလုပ်တဲ့ပုံစံဆိုတာအရင်သိတာတယ်အဲ့တော့သူတို့အဲ့လိုပြောင်းပြီးတင်တာကိုတကယ်ဆိုရင်တော့ကွာတမတ်ရှိရဲ့တရားသူကြီးဆိုရင်တော့ဘလို့မှလက်မခံသင့်ပေမဲ့လေတရားသူကြီးကအဲ့လိုမျိုးဒီcase တစ်ခုလုံးကိုဇောက်ထိုးလုပ်လိုက်တဲ့ဟာကိုလက်ခံလိုက်တယ်ဒါဟာမတရားမှုပါဒါပေမဲ့လည်းဒီလိုပေါ့နော်ရဲတွေဟာသူတို့အတင်းဆွဆွဲထားတဲ့တရားခံလို့ဆွဆွဲထားတဲ့သူကိုတရားခံမဖြစ်အောင်ပေါ့နော်ဒီတရားခံဘက်ကလိုက်တဲ့ရှေ့နေတွေဟာဘလို့မှကာကွယ်ပြီးတော့ဖြောင်းချက်ပေးလို့မရအောင်အမှုကိုပြောင်းလဲလိုက်တာဖြစ်တယ်တရားသူကြီးကလည်းလက်ခံလိုက်တယ်အဲ့မှာနေတော်တော်ကြီးကိုမတရားမှုကပေါ်နေပြီပေါ့နော်အဲ့ဒီအပြင်3ရက်8လ2018ခုနှစ်မှာဆိုလို့ရှိရင်တော့သူတို့ဟာအပြစ်ကိုချမှတ်ဖို့အတွက်ကိုသူတို့အစင်းသိဖြစ်ပါပြီဆိုပြီးတော့အပြစ်ချမှတ်ခဲ့တယ်အဲ့တော့ဘာပြောခဲ့လဲဆိုရင်အရင်တရားရုံးမှာချမှတ်ခဲ့တဲ့ထောင်ဒဏ်တကြုံကိုသူတို့ရုပ်သိမ်းလိုက်ပါတယ်လို့ပြောတော့အရင်ပျော်သွားတာပေါ့နော်ဒါပေမဲ့အဲ့အချိန်မှာတော့ဘာပြောလဲဆိုလို့ရှိရင်ဒါပေမဲ့လေအခုဒီတရားရုံးမှာသုံးသက်ချက်အသစ်တွေနဲ့လုံးလျားစဉ်းစားလိုက်တဲ့အခါမှာဆိုရင်လေထာကူရာဟာအပြစ်ရှိကြောင်းထင်ရှားတဲ့အတွက်ကြောင့်မလို့ထောင်ဒဏ်တကြုံပဲထပ်ချပါတယ်ဆိုပြီးတော့ပြောခဲ့တယ်အဲ့မှာတော့ဘာဖြစ်လို့ဒီအဖြစ်ကိုချရလဲဆိုလို့ရှိရင်အခုဆိုရင်ရဲတွေတင်ပြတဲ့အမှုတွဲမှာခူရာရဲထွက်ဆိုချက်တွေနဲ့ကွဲလဲတာမရှိတော့ဘဲနဲ့အကုန်လုံးဟာတသားတဲ့ကြရတကြောင်နောက်တစ်ချက်ကကြတော့တာကူရာကတဲ့သူ့ရဲ့အမေကိုစာတစ်စောင်ရေးခဲ့တယ်အဲ့စာထဲမှာဆိုလို့ရှိရင်သူကဘာရေးခဲ့လဲဆိုရင်ငါလုပ်ခဲ့တဲ့အရာတွေအားလုံးအတွက်တောင်းပန်ပါတယ်တဲ့ငါတကယ်တောင်းပန်ပါတယ်နင့်ကိုဒုက္ခပေးမိသလိုဖြစ်တယ်လို့ရေးထားတဲ့ဟာလေးတစ်ခုတည်းကြောင့်မလို့သူဟာဒါယူကီကိုသူတက်တာကိုဝန်ခံပါတယ်လို့အတင်းဆွဲပြီးတော့သူ့ကိုထောင်နှံတကြွမဲ့ချမှတ်ခဲ့တယ်တကယ်တမ်းထာကူရာကရောသူ့ရဲ့ရှေ့နေတွေကရောပြောတယ်ဒီစာကသူကတရုတ်ပြည်ကနေအတုတွေယူလာပြီးတော့သူ့အမေမသိပဲနဲ့ရောင်းနေတာပေါ့နော်သူ့အမေကလည်းအဲ့ဒါကိုကူညီပေးမိတဲ့တကြောင်မလို့သူ့ကြောင့်သူ့အမေဒီလိုထောင်နှံနေကြားရတယ်တရားစွဲခံရတဲ့ကြောင့်မို့တောင်းပန်ပါတယ်လို့ရေးထားတာအဲ့စာမှာယူကီနဲ့ပတ်သက်တာဘာမှမပါပါဘူးလို့အကြိမ်ကြိမ်ညင်းဆိုပေမဲ့လည်းမရတော့ပါဘူးသူတို့ကဆုံးဖြတ်ချက်ချလိုက်ပါပြီတကယ်တော့ဒီအမှုမှာဆိုလို့ရှိရင်တကယ်ကိုတရားမျှတမှုမရှိဘူးပြီးလို့ရှိရင်မျှတမဆုံးဖြတ်ထားဘူးဆိုတာကိုအရန်ပေါ်လွင်တဲ့အမှုတစ်ခုလည်းဖြစ်တယ်ပေါ့နော်အဲ့လိုအပြစ်ချမှတ်လိုက်တဲ့အခါမှာဒီအမှုကိုသိနေကြတဲ့စိတ်ဝင်စားကြတဲ့ပြည်သူတွေကသတင်းပေါ့နော်မီဒီယာပိုင်းကလူတွေရောအကုန်လုံးဟာတော်တော်ကြီးကိုရှုံချကြတဲ့တရားရုံးပေါ့နော်ဒီအမှုမှာတက်တေခိုင်မှာမရှိဘဲနဲ့အပြစ်ချမှတ်တာအရန်လွန်တယ်လို့လည်းမြင်ကြတယ်နောက်ဒီအမှုကိုပြောင်းလိုက်တာကိုလက်ခံတာဟာလည်းအရန်ကိုတန်တရားရှိစရာဆိုပြီးတော့လည်းထောက်ပြကြတယ်ပေါ့နော်အပြင်ကနေဝေဖန်ချက်တွေပေးကြပေမဲ့လည်းဘာမှပြောင်းလဲမှုမဖြစ်သွားခဲ့ပါဘူးနောက်အဲ့ပေါ့နော်ဒီသတင်းစာတိုက်တစ်ခုကနေပြီးတော့သူကဘာရေးခဲ့လဲဆိုလို့ရှိရင်
report မှာပေါ့ဒီ Yuki ရဲ့တေဆုံးမှု report မှာဆိုလို့ရှိရင်နဲ့ tape တွေပေါ့နော် tape တွေပတ်ထားတယ်အဲ့ tape မှာဆိုရင် DNA နှစ်ခုရှိတယ်အဲ့ DNA နှစ်ခုမှာဆိုရင်တစ်ခုရဲ့ DNA อ่ะဒီ forensic department ကလူတစ်ယောက်ကဒီလိုကင်တွယ်တဲ့အခါမှာလက်အိတ်မပါပဲမတော်တဆထိလိုက်မိလို့သူ့ရဲ့ DNA အဲ့ဒီ tape ပေါ်မှာပါသွားတယ်အဲ့ဒါကြောင့်မို့တစ်ခုကတော့သူ့ DNA နောက်တစ်ခုကတော့ဘသူရဲ့ DNA မှန်းတော့မသိဘူးဒါပေမဲ့တရက်ခံရဲ့ DNA ဖြစ်နိုင်တယ်လို့သတ်မှတ်ကြတယ်ဒါပေမဲ့အဲ့ဒီလူကဘသူလဲဆိုတော့အခုထိမသိဘူးပေါ့နော်အစုံတောက်တွေနောက်ပြီးလို့ရှိရင်အမှုလိုက်တဲ့ရှေ့နေတွေဟာအဲ့ဒီအချက်ကိုလုံးဝဖုံးကွယ်ထားကြတယ်ပေါ့နော်ဒါနောက်ပိုင်းမှာဒါသတင်းတောက်တွေကသူတို့စုံစမ်းရရှိလို့သတင်းထဲမှာပါလာတဲ့သတင်းဖြစ်တယ်ပေါ့နော်3နှစ်ပေါ့နော်ထာကူရာကိုတက်တကြွထောင်ချလိုက်ပြီး3နှစ်လောက်နေတဲ့အခါမှာသတင်းတစ်ခုထွက်လာတယ်အဲ့ဒီ DNA ကတဲ့ဘသူဟာလဲဆိုလို့ရှိရင်ဒီအမှုကိုကင်တွယ်တဲ့စစ်စေးအဖွဲ့ကခေါင်းဆောင်ငယ်တယောက်ပေါ့ကွယ်ဒီလားအဖွဲ့ခေါင်းဆောင်တယောက်ရဲ့ DNA ဖြစ်တယ်လို့သိရတယ်။ तू က Yuki ကိုပေါ့ဒီတေဆုံးတဲ့နေရာကို तू သွားတဲ့အခါမှာ तू က Yuki ကိုသွားပြီးတော့ကင်တွယ်လိုက်တဲ့နေရာမှာသူ့ရဲ့ DNA ကျန်ခဲ့တာပါလို့ပြောတယ်။တကယ်လို့ဒါအဲ့ဒီလူဟာအဲ့ဒီရဲဟာတရက်ခန့်အစ်စ်မဟုတ်ခဲ့ဘူးဆိုရင်တော့ဒါဟာဒီအမှုကိုစစ်ဆေးရမှာတိုးရတဲ့မှားယွင်းမှုပေါ့နော်သူ့ကြောင့်မို့လို့ဒါဆိုလို့ရှိရင်အမှားယွင်းတွေအများကြီးဖြစ်သွားတယ်ဆိုရင်တကယ်တမ်းသူ့ကိုအရေးယူတဲ့နဲ့အပြစ်ပေးတဲ့နဲ့အဲ့လိုမဖြစ်ဘဲနဲ့သူဟာဒီလိုမျိုးဒီ Yuki လေးခန္ဓာကိုယ်တွေ့ရှိကြတဲ့ကနေတောက်လျှောက်ရာဓုတွေတိုးလာလိုက်တာဆိုလို့ရှိရင်ဒီထကူရာကိုအပြစ်ပေးတဲ့အချိန်10နှစ်လောက်ကြာပြီးတဲ့အခါမှာဆိုရင်သူဟာတကယ်ကိုအဲ့ဒီမျိုးနယ်ရဲ့ရဲချုပ်တောင်ဖြစ်နေပြီပေါ့နော်အဲ့တော့သူဟာတော်တော်ရာဓုတိုးတာရမ်းမြန်နေဆိုတော့သူ့ရဲ့နောက်မှာရှိတဲ့ကြောထောက်နောက်ခံကိုဘယ်လောက် strong ဖြစ်လဲဆိုတာကိုပြသနေတယ်အဲ့ဒါကြောင့်မို့လို့လဲသူဟာသူ့ကြောင့်မလို့ဒီအမှုမှန်ဖော်ထုတ်ဖို့နေရာမှာဒီမှားယွင်းသွားခဲ့တယ်နှောင့်နှေးသွားခဲ့တယ်အဲ့ဒီဟာကိုမပေါ်လာအောင်နော်မြန်တရက်ခန့်တယောက်ကိုရှာပြီးတော့ဘယ်လိုပြောမလဲထိုးကျွေးလိုက်တယ်ပြီးတော့အမှုကပြီးသွားပါပြီဆိုပြီးတော့အမှုပိတ်ဖို့စူးစမ်းခဲ့တာဖြစ်မယ်ပေါ့နော်အဲ့လိုမျိုးသုံးသပ်ကြတယ်ပြည်သူတွေကပေါ့နော်လုံးဝမကျေနပ်ကြတဲ့အခါကျတော့ဒီလို online နေပါတွေမှာရောသတင်းတချို့သတင်းစာနဲ့သတင်းစာဆောင်တွေမှာဘာဖြစ်လဲဆိုလို့ရှင်ဒီကိစ္စဟာမတရားဘူးဒီထာကူရာဘက်ကနေပြီးတော့လိုက်ပြီးပြောပေးကြတယ်အဲ့တော့အဲ့ဒီအချိန်မှာဘယ်လိုသတင်းတွေထွက်လာလဲဆိုရင်တကယ်သတင်းစာနဲ့သတင်းကြနေတိုင်းအကြီးတွေကနေပြီးတော့သူကထာကူရာကတဲ့ဒီလို animal အယုတ်တွေကိုသူစုဆောင်းရတာကြိုက်တယ်ဆိုတော့အနေအထားကနေပြီးတော့သူကဘာဖြစ်လဲဆိုလို့ရှိရင်ထာကူရာရဲ့ဒီကွန်ပျူတာထဲမှာတကယ်တမ်း Yuki ရဲ့ပေါ့လေ Yuki ကိုသူဒီလိုလိမ်မိုင်းဆိုင်ရာစော်ကားပြီးရိုက်ထားတဲ့ပုံတွေပါတွေ့တယ်ဆိုပြီးတော့လို့တပုတ်လေလွင်ပြောလာတာပေါ့အဲ့တော့လူတွေကပြန်ပြောတာပေါ့နော်ဘာသတင်းလဲဒီသတင်းကအရန်မှားတယ်တကယ်လို့ဒါအဲ့ဒီဗီဒီယိုတကယ်ရှိခဲ့တယ်ဆိုလို့ရှိရင်ဒီရဲတွေက6လအကြာတော့မှဒီပေါ့နော်ထာကူရာကိုစစ်ဆေးနေပါမလားအဲ့ဒီဗီဒီယိုထုတ်ပြလိုက်တာနဲ့ထာကူရာဟာအပြစ်ရှိတဲ့သူဆိုပြီးချက်ချင်းကြီးပေါ့နော်အပြစ်ပေးလို့ရမနေဘူးလားပေါ့အဲ့ဒါသတင်းမှားကိုဘာလို့ဖြန့်တာလဲစသဖြင့်ဒီလိုသတင်းမှားတွေဖြန့်နေသတင်းစာတိုက်ကြားနေတိုက်တွေကိုပါသူတို့ပြည်သူတွေကထောက်ပြအပြစ်ပြောဆိုခဲ့တယ်ပေါ့နော်ထာကူရာဟာ9ရက် August လ2018ခုနှစ်မှာဆိုလို့ရှိရင် Japan Innocent Project လို့ခေါ်တဲ့ project တစ်ခုမှာသူတို့ကစာရေးပြီးတော့ပေါ့နော်သူကအပြစ်မရှိပါဘူးသူအပြစ်ကင်းကြောင်ကိုဖော်ပြပေးပါရှာဖွေပေးပါဆိုပြီးတော့သူအကူအညီတောင်းခဲ့တယ်လို့လည်းသိရပါတယ်ပတ်သက်ပြီးတော့ဂျပန်နိုင်ငံရဲ့လူတွေအပြင်ကိုထိုင်ဝမ်နိုင်ငံကလူတွေရဲ့စိတ်ဝင်စားမှုကိုပါအများကြီးခံခဲ့ရတယ်March လ2020ခုနှစ်မှာဆိုလို့ရှိရင်တော့Tokyo High Court ကနေထပ်မြင့်တဲ့ Supreme Court ကိုပါအပီးကျင်ခဲ့ပြီမဲ့လည်းသူတို့ကလုံးဝအပီးကို round reject လုပ်လိုက်ပြီးတော့ထောင်ဒဏ်တစ်ကြွမှာဆက်ကြခံဖို့အမိန့်ချမှတ်ခဲ့တယ်အဲ့တော့မတရားဘူးဆိုတာလည်းသိတာတယ်အဓိပ္ပာယ်မရှိတဲ့ဆွဆွဲချက်တွေဆိုတာလည်းသိတာပေမဲ့လည်းအကုန်လုံးကမျက်နှာလွဲခဲပြစ်လောက်ထားကြတယ်ဆိုတော့ဒါဟာအနောက်ကသူတို့မလွန်ဆန်နိုင်တဲ့တကယ်ကိုဘယ်လိုပြောမလဲအာနာရှိရဲ့လူတယောက်ရဲ့ PR တွေပါမယ်ဆိုတာသိကြနေပါပြီထာကူရာရဲ့ဒီလိုပေါ့နော်အမှုကတော့ဒီမှာပြီးသွားပါပြီထာကူရာဆိုလို့ရှိရင်လည်းအခုချိန်မှာဆိုရင်ဒီဂျပန်နိုင်ငံရဲ့ထောင်ထဲမှာသူ့ရဲ့ထောင်နှံတချုံကိုပေးဆက်နေရပါတယ်စူဇန်အမြင်ကတော့ထာကူရာဟာသူဟာမတရားဆွဆွဲခံရတယ်ဆိုတာကိုတအားသိတာနေတယ်ပေါ့နော်အဲ့တော့သူမတရားအဖမ်းခံလိုက်ရတယ်လို့ဆိုနေထင်ပါတယ်သူတို့ကဒီအမှုကိုပိတ်ဖို့လိုအပ်တယ်နောက်ပြီးလို့ရှိရင်ထာကူရာဟာသူတို့နိုင်ငံသားအစစ်မဟုတ်ဘူးထိုင်ဝမ်နိုင်ငံကနေပြီးတော့မှသူတို့စီမှာဒီလိုမျိုးနိုင်ငံသားခံယူထားတာဖြစ်တဲ့ကြောင့်မို့သူတို့ကလွယ်ကူကူပဲစတေးလိုက်တယ်လို့ဆိုရင်ထင်ပါတယ်ဘာပဲပြောတကယ်လို့သာဒီထာကူရာမဟုတ်ပဲねတခြားဂျပန်လူမျိုးအစစ်တယောက်ဖြစ်ခဲ့မယ်ဆိုရင်ဒီထက်ပိုပြီးတော့လေဘောနော်မီဒီယာတွေနောက်လူတွေပြည်သူတွေကပိုပြီးတော့ဟုံးကြက်ပိုပြီးစူညံကြမှာပေါ့နော်အဲ့တော့ဒါဟာသူများနိုင်ငံမှာနိုင်ငံသားလောက်ရတယ်သူများနိုင်ငံမှာခိုလုံရတယ်ဆိုလို့ရှိရင်ဘာပဲပြောမျက်နှာငယ်ရပါတယ်ပြီးတော့လည်းအဲ့လိုပေါ့နော်
ကံမကောင်းလို့ရှိရင်ကိုဟာသူများတွေရဲ့အဲ့လိုပေါ့နော်ဟိုအတင်းတရားဆွဆွဲပြီးတော့အပြစ်ချမှတ်တဲ့ဟာတွေလည်းခံရနိုင်တယ်ပေါ့နော်အဲ့တော့ဘယ်နဲ့ကိုနိုင်ငံမှာတောင်မလုံခြုံတာသူများနိုင်ငံမှာဆိုရင်ပို့ပြီးတော့တောင်မှဒီလိုတရားဥပဒေနဲ့လိုက်ညီအောင်ကိုယ့်ဘက်ကိုပေါ့နော်သူတို့မတရားဆွဆွဲလို့မရအောင်သတိထားပြီးနေတဲ့နေပေါ့နော်ဆိုတော့တို့လည်းလူကြားဘူးကြုံမှုတဲ့ case ရှိပါတယ်ဟိုလွန်ခဲ့တဲ့နှစ်အနေငယ်အားဆိုလို့ရှိရင်ထိုင်းနိုင်ငံမှာဒီကောင်မလေးပေါ့နော်နိုင်ငံသားသူအဖြူမလေးတယောက်တည်ဆုံးတာကိုမြန်မာကောင်လေး2ယောက်ကိုဟိုဆွဆွဲခဲ့တယ်ပေါ့နော်အခုဆိုလို့ရှိရင်သူနဲ့ပတ်သက်တဲ့သတင်းဆိုလည်းဘာမှမသိရဘူးပေါ့နော်တည်တံပေးခံရတယ်ဆိုတော့တည်သွားပြီလားနော်ဘယ်လိုဖြစ်သွားပြီလဲဆိုတာဆိုတော့မသိရဘူးအဲ့တော့အဲ့လိုမျိုးတကယ်တမ်းကိုရီမလုတ်ပဲနဲ့ကိုရီမတရားဆွဆွဲခံရတဲ့ဟာတွေဆိုတာလည်းရှိမှာပဲပေါ့နော်အဲ့တော့သတိထားဖို့လိုပါတယ်အမြဲတမ်းသတိထားပါပြီးတော့ဂရုစိုက်ပြီးတော့နေကြပါလို့စူဇန်ကသတိပေးချင်ပါတယ်နောက်ထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်စူဇန်ရဲ့နောက်ထောင်တဲ့သူတွေအကုန်လုံးဘယ်နေရာမှာပဲရှိနေကိုရောစိတ်ပါကျန်းမာချမ်းသာပြီးတော့ဘေးရန်နေကင်းပါစေနောက်တင်မဲ့ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်တတား